အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ခေါ်သွားပြီးမှတော့ကျွန်တော်ရခိုင်မှုတီကိုလေးသွားစားမလို့ပါကလေးတွေကစားနေကြဆိုင်ပေါ့နေစဉ်ကချင်းခက်ဘောလုံးဆော့ခဲ့တဲ့နေရာလေးကလေးတော်ဆိုအဲ့ဒီနေရာလေးက stress free zone ပုံစံကိုချီတီချင်းနဲ့အရင်ကဘောလုံးတက်ကောက်ပါတတိယဆိုင်လေးကိုခေါ်သွားမယ်နော်စုလေးကကန်းနာလမ်းဘလောက်မှာပါဆိုင်ရမနက်9နာရီည9နာရီပေါ်နေပါတော့29လ30နဲ့ချင်းပဲမရှိပါနဲ့အရင်ကဆိုပြလာပြီးတော့ပိုက်စားပြီးဆိုတန်းစားနေကြဆိုင်ပေါ့နော်အရင်ကဆိုတပွဲ300လား400လားခုကမမတပွဲ1500တုတ်တွေကတော့ဘာစား2000ပေါ့နော်ဟိုတကယ်လာစားတာတော့ရခိုင်မှုတွေလေးလာစားတာပေါ့နော်တခြားအားလေးလည်းမဖြစ်တော့ပါနဲ့စီလေးတန်းတုတ်လေးစားချင်စီစားလိုက်ပါဦးနော်သူရတာအရင်တမ်းရှယ်စားလို့ကောင်းတယ်ပေါ့နော်ဟောပူနေတော့လေးတိတာစားလာနေတော့ပေါ့ကလေးတွေကစားနာဆိုရင်ဒီလိုမျိုးပြောနေတော့ဟိုနည်းနည်းလေးအစားတဲအောင်ထဲထားတော့ထားနေကြအောင်ဆိုလေဟိုဓမ္မယုံအရှိတဲ့မှာစုမုံလေးရွှေဆိုင်ရှိရလေအဲ့နာရခိုင်မှုတီဆိုလေရင်တော့အရင်စားလို့ကောင်းတယ်ဟိုကျွန်တော်ကရခိုင်မှုတီလို့ဝင်လာလို့ဆိုအကျော်နဲ့ပူစားဖြစ်တယ်ပေါ့နော်ဟိုရာဒီဦးကတော့ပူပဲဟိုပူကနေစားလို့ပူလောက်လောက်ပဲစားချင်တော့လေပူလေးပဲသွားစားတာပေါ့ကောမပြီးတော့ငါမြားရိုးမပါပဲနဲ့လူထက်ချင်းတော့ငါများဘူးလေထားပေးထားရပေါ့နော်ကိုယ့်ကိုထက်စားချင်းတော့ထက်စားပေါ့ဒီပြောပြီးငါများရောပါဆိုတော့ရှိတယ်ဟိုရခိုင်မှုဒီတပွဲဟာ1500ပေါ့နော်အချို့ပါပါတယ်ဟိုရခိုင်မှုဒီပဲဒီကတော့ဝင်လာစားဟိုဒါနဲ့တခြားလေးလေးဆက်ပြပေးပါမယ်နော်ဒီဟိုစားလို့ကောင်းလို့စားနေတော့ထုံးစံတိုင်းကျွန်တော်တော့ကြောင်လေးပဲဘလို့ရောက်လာမှမသိပါဘူးအထောက်တာတန်းစားရတာလည်းဆွဲတုပ်တယ်ပေါ့နော်တပွဲမှာလက်ထောက်ပဲပေါ့နော်စားလို့ရကောင်းပါလေဒီပဲပါပြီးတော့လက်ထောက်ကြတာပေါ့နော်စားလို့အဆင်ပြေပါတယ်ဟိုဒီစားချင်းရတာကောင်းပါလေစားလို့အဆင်ပြေပါတယ်ဟိုနည်းနည်းလေးလည်းပြတာအဲ့ဆိုတော့ဒီကြည့်ပြီးဆိုအဆုံးတော့စားတယ်အဆုံးတော့စားချင်ပြီပေါ့နော်။ဆိုလည်း2000ပဲနော်။တခြားအတုတ်တွေလည်းအဆုံးရပါတယ်။ဟိုအဆုံးတုတ်ဆိုလည်းထုံးစံအတိုင်းပေါ့နော်။ဆောက်ဆွဲကြစံတော့ပြတမင်းဒီမိုဒီဘာစားပါတယ်ပေါ့နော်။ဟိုတခါလေးဒီမှာလို့ဒီမိုဒီတောင်းလို့ပါတော့လို့လည်းတခါလေးရှားတယ်ပေါ့နော်။အဓိကလို့ရခိုင်ရတာဆက်ဆက်လေးစားခြင်းပေါ့ဆွဲမစားကြည့်ဆွဲလန်းသွားစီရမယ်အဆုံးတုပ်လေးကအရသာအရင်နဲ့ဆိုကျွန်တော်ကလာနေရခိုင်မုတ်တီနဲ့အဆုံးတုပ်လေးပဲစားတာပေါ့နော်အလဲကြပေါ့တစ်ခါလေးနှစ်ခုလုံးစားရဲပေါ့ဒီလားအဆုံးတုပ်လေးလည်းအရင်ချိုက်ပါတယ်ကဲစားလို့လေပြီးလက်ဆက်လည်းတက်နေပြီဆိုတော့လေကဲအစီလေးဆက်စားလိုက်မယ်နော်သွားပါဦးမယ်ခမရတတာဟိုအချိန်မရှိတော့လေကိုချိန်ကိုတမ်းမှုရှိအတောင်ချတတ်ဖို့ပြန်လိုက်ပါဦးမယ်